စိတ်ဖတ်တတ်တဲ့သူဇလန်းစမင်းခန့်မှာဘယ်သူမှမသိတဲ့လှုပ်ဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့သူဟာတစ်ဖက်လူရဲ့မျက်လုံးကိုတေချာစိုက်ကြည့်လိုက်ရင်အဲ့ဒီလူဘာတွေးနေလဲဆိုတာကိုအတိုင်းသားကြားနေရတာပါပဲဒါဟာဆူလက်တစ်ခုလို့ထင်ရပေမဲ့မင်းခန့်အတွက်တော့ချိန်စာတစ်ခုလိုပါပဲလူတွေကနှုတ်ခမ်းကနေမင်းကတိတ်တော်တာပဲလို့ပြောနေပေမဲ့စိတ်ထဲမှာတော့ဒီကောင်ကငါနေရာကိုလူကျင်နေတာလို့တွေးနေတတ်ကြတယ်ချစ်သူရည်စားတွေကိုမင်းကိုချစ်တယ်လို့ပြောနေကြပေမဲ့စိတ်ထဲမှာတော့အခြားတစ်ယောက်အကြောင်းတွေးနေတာတွေကိုသူမြင်ခဲ့ကြခဲ့ရတယ်ဒါကြောင့်မင်းခန့်ဟာလူတွေကိုမယုံကြည်တော့သလိုလူအုပ်ထဲသွားရမှာကိုလည်းအမြဲကြောက်ရွံ့နေခဲ့တယ်အချိုးအကွေ့တနေ့မှာတော့ကုမ္ပဏီကိုဝန်ထမ်းအသစ်တစ်ယောက်ရောက်လာတယ်သူမနာမည်ကမေပြည့်သူမကရိုးရှင်းတဲ့အေဂျင့်နဲ့ထူးဆန်းတာကမင်းခန့်သူမရဲ့မျက်လုံးတွေကိုကြည့်လိုက်တိုင်းဘာအတန်မှမကြားရတာပါပဲတခြားလူတွေစီကစူညံပွက်လော်ရိုက်နေတဲ့အတွေ့တွေမလိုမုန်းထားမှုတွေကြားနေရပေမဲ့မေပြည့်ရဲ့စိတ်ကတော့ကြည်လင်နေတဲ့ရေကန်လေးလိုတိတ်ဆိတ်ငြိမ်သက်နေတယ်မင်းခန့်ဟာမေပြည့်နဲ့နီးစပ်ဖို့ကြိုးစားခဲ့တယ်သူမနားမှနေရင်သူ့ကောင်းထဲကစူညံတန်တွေပျောက်သွားတယ်လို့ခံစားရလို့ပါတဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ချစ်သူတွေဖြစ်လာခဲ့ကြတယ်ဒါပေမဲ့မင်းခန့်စိတ်ထဲမှာတန်တရားတစ်ခုကအမြဲရှိနေတယ်လူတိုင်းမှာဖုံးကွယ်ထားတဲ့အမှောင်ချမ်းတစ်ခုတော့ရှိစမြဲလေမေပြည့်စီမှာလည်းငါမသိသေးတဲ့လှုပ်ဝက်ချက်တွေရှိနေမလားဒီအတွေးကသူ့ကိုနေတိုင်းနှိပ်စက်နေတယ်သူမေပြည့်ရဲ့စိတ်ကိုအတင်းကျပ်ဖတ်ဖို့ကြိုးစားခြင်းပေမဲ့အကယ်၍မေပြည့်ကလည်းတခြားသူတွေလိုဟန်ဆောင်ထားတာဆိုရင်ဆိုတဲ့အကြောက်တရားကြောင့်သူမလုပ်ရဲခဲ့ဘူးအထို့ထိတ်သူတို့ရဲ့တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ရောက်တော့မင်းခန့်မေပြည့်ကိုလက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်တယ်ညစာစားပွဲမှာမေပြည့်ကပြာရခတ်နေတဲ့မျက်လုံးတွေကခဏမငြိမ်ဘူးဖုန်းကိုခဏခဏကြည့်နေတယ်မင်းခန့်ရဲ့တန်တရားစိတ်တွေပြောင်းဝင်လာတယ်သူငါ့ကိုညှင်းငွေ့နေပြီလားတခြားတစ်ယောက်ရှိနေပြီလားတီးမခံနိုင်တော့တဲ့အစုံမင်းခန့်ဟာမေပြည့်ရဲ့လက်ကိုဖမ်းဆွဲပြီးမျက်လုံးကိုစိုက်ကြည့်ကသူမရဲ့စိတ်ကိုဖတ်လိုက်မိတယ်အဲ့ဒီအချိန်မှာသူကြားလိုက်ရတဲ့အတန်ကသူငါ့ကိုလက်ထပ်ခွင့်တောင်းပါတော့မလားငါဒီနေ့ဝတ်လာတဲ့ကောင်ဝင်ကရုပ်ဆိုးနေမလားငါသူ့ကိုအယမ်းချစ်တာပဲဘယ်တော့မှမခွဲချင်ဘူးဖျားသခင်ကျေးဇူးပြုပြီးဒီညလေးလှပပါစေမင်းခန့်မျက်ရည်ဝဲသွားတယ်သူ့ဘဝတစ်လျှောက်လုံးလူတွေရဲ့မူသားတွေဟန်ဆောင်မှုတွေကိုပဲကြားခဲ့ရပေမဲ့ပထမဆုံးအကြိမ်အဖြစ်နှုတ်ကပြောတဲ့စကားနဲ့စိတ်ထဲကအတွေးထပ်တူကြနေတဲ့မိန်းကလေးတစ်ယောက်ကိုတွေးလိုက်ရလို့ပါပဲမေပြည့်ကိုလက်ထပ်မလားမေပြည့်ကပြုံးပြီးခေါင်းညှိလိုက်တဲ့မင်းခန့်သဘောပေါက်လိုက်တာကတော့ယုံကြည်မှုဆိုတာစိတ်ကိုဖတ်တတ်ဖို့မလိုပါဘူးတစ်ဖက်လူရဲ့နှလုံးသားကိုခံစားတတ်ဖို့ပဲလိုတာပါဆိုတာပါပဲအဲ့ဒီနောက်ပိုင်းမင်းခန့်ဟာသူ့ရဲ့စွမ်းရည်ကိုမသုံးတော့ပဲတာမန်လူတစ်ယောက်လိုပဲမေပြည့်ကိုယုံကြည်စွာချစ်သွားပါတော့တယ်